မိတ်ဆွေကြီးပွားတိုးတက်လူသူတိုင်းအသက်သွေးကြောတစ်ခုလိုမှတ်သားရမယ်သဘောတရားတစ်ခုကိုကျွန်တော်တင်ကိုပြောပြပါမယ်ဒါကတော့ဘယ်အခါမှတက်ထက်သားသူကိုဒါကြောင့်မပြောင်းမိပါသေးနဲ့တင်ဟာဘလောက်ပဲအရေးချင်းပြေးဝနေပါစေဘလောက်ပဲထူးချွန်ပြောင်ပြောင်တာလွန်နေပါစေတင်ရဲ့အထက်လူကြီးတင်ရဲ့ခေါင်းဆောင်ကိုသေးသိမ်သွားအောင်မျက်နှာငယ်သွားအောင်လုံးဝမလုပ်ရလူတိုင်းမှာစိတ်မလုံခြုံမှုဆိုတာရှိပါတယ်တင်းရဲ့အစွမ်းစားကိုအကုန်ထုတ်ပြပြီးငါတော်တယ်ငါထက်တယ်လို့လုပ်ပြလိုက်တာဟာသူတို့ရဲ့အဲ့ဒီစိတ်ကိုသွားဆွပြီးမနာလိုမှုကိုမီးထိုးပေးလိုက်တာနဲ့အတူတူပါပဲသူတို့တင်းကိုမျက်နှာမှာအပြုံးနဲ့ချီးကျူးခြင်းချီးကျူးလိုက်မယ်ဒါပေမဲ့ရင်ထဲမှာတော့တင်းကိုအစားထိုးဖို့အခွင့်ကောင်းကိုစောင့်နေပြီဆိုတာတင်းသတိချက်ပါမိတ်ဆွေဒါကြောင့်ပညာရှိရမယ်သူ့ကိုမပြိုင်ဆိုင်နဲ့သူ့ကိုအနိုင်ယူခြင်းသူ့ကိုတာအောင်လုပ်ပေးလိုက်ပါသူ့ရဲ့ဂုဏ်ရှိန်ကိုပိုတောက်ပြောင်းအောင်တင်ကအယောင်တင်ပေးပါလိုအပ်မှတင်းရဲ့အရေးချင်းကိုထုတ်သုံးပါအကျဉ်အောင်ဆောင်ပါအကြံဉာဏ်တောင်းပါသူ့ကိုအားကိုးပြပါဒီလိုလိမ္မာပါနဲ့စွာအောက်ကျခြင်းဟာတင်းကိုသူတို့ရဲ့မရှိမဖြစ်လူအားကိုးရဆုံးလူဖြစ်စေပါလိမ့်မယ်ဒီတစ်ခုတော့မမေ့နဲ့မိတ်ဆွေကောင်းငင်မှနေမင်းဟာတစ်စင်းပဲရှိပါတယ်ခြေတွေဘလောက်ပဲများများနေရဲ့အလင်းရောင်ကိုဘယ်တော့မှရှင်ပြိုင်လို့မရဘူးနေမင်းကိုပို့ထုံးလင်းတော့ပအောင်သာကူညီပေးလိုက်ပါနေဝင်သွားတဲ့အခါတင့်ရဲ့ခြေပွင့်ရဲ့အလင်းရောင်ဟာအလိုလိုထုံးလင်းခွင့်ရလာမှအသေးကြပါပဲဒါဟာအရှုံးပေးတာမဟုတ်ဘူးအောင်မြင်မှုစီချင်းကပ်တဲ့အလိမ္မာဆုံးခြေလမ်းပါပဲမိတ်ဆွေတင့်ကိုကျွန်တော်ပွင့်ပွင့်လင်းလင်းသတိပေးပါရစေတင်းရဲ့ဘဝတလန်းမှာမိတ်ဆွေရဲ့အန်တရဲ့အကြီးဆုံးလူဟာတင်းရဲ့ရန်သူမဟုတ်ဘူးမိတ်ဆွေရဲ့အရင်နှီးဆုံးငယ်ချင်းတွေပါပဲဟုတ်ပါတယ်တင်းကြားတာမမှားပါဘူးအဲ့ဒီတင်းနဲ့နေ့တိုင်းရေမောနေတဲ့မိတ်ဆွေရဲ့လျှို့ဝှက်ချက်တွေကိုသိနေတဲ့သူငယ်ချင်းတွေပါပဲဘာကြောင့်လဲဆိုတော့မနာလိုစိတ်အဲ့ဒီမနာလိုစိတ်ကြောင့်ပါပဲသူကတင်းပေါ်စိုးမိုးခြင်းနဲ့တင်ကသူ့ထက်သာသွားမှကြောက်တယ်သူ့ရဲ့စိတ်ကအပြောင်းလဲမြန်တယ်ဒီနေ့တင်းဘက်မှာရှိနေပေမဲ့မနှက်ဖြန်အခွင့်သာတာနဲ့တင်းရဲ့ကြောကိုဓာတ်နဲ့ထိုးဖို့ကိုမလေးဘူးသူ့ရဲ့ချစ်ချင်းတဲ့ပြိုင်ဆိုင်လူစိတ်ကပိုကြီးနေလို့ပါဒါပေမဲ့မိတ်ဆွေရဲ့ပြိုင်ဘက်ဟောင်းမိတ်ဆွေရဲ့ရန်သူဟောင်းကိုကြည်ပါသူ့ကိုတင်းဘက်ပါအောင်ဆွဲဆောင်နိုင်ခဲ့ရင်သူကမိတ်ဆွေရဲ့သူငယ်ချင်းအရင်နေထက်အစတရပူသစ္စာရှိပါလိမ့်မယ်။ဘာလို့လဲတင်သိပါသလား။ဘာလို့လဲဆိုတော့သူကမိတ်ဆွေရဲ့ယုံကြည်မှုကိုရဖို့တက်တည်ပြရအောင်မယ်။သူသစ္စာတရားကိုတင်ယုံလာအောင်တီဆောက်ပြရမယ်။သူကရယူဖို့မဟုတ်ဘူး။တက်တည်ပြဖို့ရောက်လာတာပါ။ဒါကြောင့်တင်အနေနဲ့မှတ်ထားပါမိတ်ဆွေများလို့သဘောမကျနဲ့။ရန်သူမရှိလို့ခုံမယူနဲ့။တင်ကိုပြောညံ့သွားသေးတာမိတ်ဆွေရဲ့သူငယ်ချင်းပဲတင်ကိုအမြဲတမ်းထက်မြက်စေတာမိတ်ဆွေရဲ့ရန်သူလောကမှာရန်ဘက်ရှိမှတင်ရဲ့နေရာကခိုင်မြဲမှာလိုအပ်ရင်နီလန်းရှာပြီးရန်သူမွေးတတ်ပါစေအလိုဆန္ဒကိုရှို့ထားပါမိတ်ဆွေတင်ကိုလောကကြီးရဲ့အရေးကြီးဆုံးနည်းဗျူဟာတစ်ခုကျွန်တော်ပြောပြပါမယ်အောင်မြင်ခြင်းပါသလားကြီးပွားခြင်းပါသလားဒါဆိုရင်တင်းရဲ့နှလုံးသားထဲကအလိုဆန္ဒအမှန်ကိုဘယ်တော့မှအပြင်ကိုမပြပါနဲ့ဟုတ်ပါတယ်တင်းကဘာကြောင့်ဒီအလုပ်ကိုလုပ်နေတာလဲတင်းရဲ့နောက်ဆုံးပန်းနိုင်ကဘာလဲဆိုတာကိုလုံးဝလျှို့ဝှက်ထားပါဘယ်သူမှမျက်နှာဖက်လို့မရပါစေနဲ့လူတွေကိုခေါင်းစားပါစေဦးလဲလဲဖြစ်နေပါစေသူဘာလုပ်နေတာလဲသူ့ရည်ရွယ်ချက်ကဘာလဲဆိုပြီးသူတို့ကိုဝေခွဲမရအောင်လုပ်ထားပါဘာလို့လဲသိလားတင်းရဲ့ပြိုင်ဘက်တွေတင်းကိုမနာလိုသူတွေဟာတင်းရဲ့ဥတီချက်အမှန်ကိုမသိသေးသူတို့ရဲ့တုံ့ပြန်ချက်တွေဟာလွဲချော်နေပါလိမ့်မယ်ဒါဟာမျက်မမြင်ကိုလမ်းပြခိုင်းနေသလိုပါပဲသူတို့ရဲ့အားထုတ်မှုမှန်သမျှအလကားဖြစ်သွားပါလိမ့်မယ်တခါတလေတဲလွန်စားအတုတွေလမ်းလွဲတွေပြပေးပါသူတို့ကိုလမ်းမားပေါ်ယုံယုံကြည်ကြည်နဲ့ရှောက်သွားအောင်တွေ့ဝိုက်ပြီးဆွဲခေါ်သွားပါသူတို့ထင်နေတဲ့လမ်းဟာမင်းတကယ်သွားကျင်တဲ့လမ်းမဟုတ်ပါစေနဲ့ဒါဆိုဘယ်အချိန်မှထုတ်ပြရမလဲရှင်းရှင်းလေးပါပဲတင်းရဲ့အစီအစဉ်အောင်မြင်ပြီးတင်းလိုချင်တာအားလုံးလက်ထဲခိုင်ခိုင်မာမာရောက်ပြီဆိုတဲ့အချိန်ကျမှ
တင်းရဲ့ကစားကွက်အမှန်ကိုပြုံးပြီးချပြလိုက်ပါအဲ့ဒီအချိန်မှာသူတို့တိသွားလဲဘာမှလုပ်လို့မရတော့ပါဘူးသူတို့အတွက်အချိန်အရန်နောက်ကျသွားပါပြီဒါဟာတင်းနေကဗျူဟာရဲ့အခြေခံပါပဲဒါဟာပညာရှိတွေရဲ့လက်နက်ပဲဆိုတာနှလုံးသွင်းသားပါမိတ်ဆွေလူရာတက်ပုံမပြောပါနဲ့မိတ်ဆွေကျွန်တော်ခုပြောမဲ့စကားကိုရင်ဘတ်ထဲကနေနားထောင်ပြီးမှတ်သားစေချင်ပါတယ်ဒါဟာတင်းရဲ့ဘဝကိုပြောင်းလဲစေမဲ့ဩဇာအာဏာရဲ့အခြေခံပါပဲသတိထားပါမိတ်ဆွေလောကမှာတန်ဖိုးကြဆုံးအပေါ်ဆုံးလူဟာဘယ်သူလဲဆိုတာသင်သိပါသလားအဲ့ဒါစကားများတဲ့လူပါပဲတင်းမစက်ကနေလိုရာတက်ပူတဲ့စကားလုံးတွေထွက်သွားပြီဆိုတာနဲ့တင်တန်းမှုတင်သိက္ခာဟာချက်ချင်းလက်ငင်းကျဆင်းသွားပါတယ်တင်ဟာလူဘိုးတစ်ယောက်ဖြစ်သွားပါပြီလူဘိုးတစ်ယောက်ရဲ့စကားမှန်ကိုဘယ်သူမှအလေးနဲ့မထားတော့ပါဘူးတင်ဘလောက်ပဲအရေးပါကြောင်းပြောနေပါစေလူတွေကတင့်ကိုဖယ်ကျင်သွားကြပါလိမ့်မယ်တကယ်ဩဇာအာဏာရှိတဲ့သူတွေကြီးပွားအောင်မြင်တဲ့သူတွေကိုတင်သတိထားကြည့်စမ်းပါသူတို့ဟာစကားကိုချွေတာတယ်လူသလောက်ပဲပြောတယ်ပူပြောရင်တော့တိုင်းတာပြီးမှဟာတတ်တယ်သူတို့ရဲ့ဒိတ်ဆိတ်ချင်းဟာကြောက်လို့မဟုတ်ဘူးအဲ့ဒါဟာအာဏာတစ်မျိုးပဲဘာကြောင့်လဲဆိုတော့လူသားတွေရဲ့သဘာဝဟာသူတစ်ပါးဘာတွေ့နေလဲဘာကြံနေလဲဆိုတာကိုအမြဲတမ်းအတိတ်ပဲဖွင့်ခြင်းတည်ကြည်နေကြတဲ့ရန်တရားတွေနဲ့တိဆောက်ထားတာပါတင်ကစကားကိုချုံလိုက်တဲ့အခါတင့်ဆန္ဒကိုလိုသလောက်ပဲအရေးမို့ပြလိုက်တဲ့အခါသူတို့ရဲ့တိလူစိတ်ကိုတင်ကမီးမွေးလိုက်တာနဲ့အတူတူပါပဲသူတို့မနေနိုင်တော့ဘူးတင်ရဲ့တည်ငြိမ်မှုကသူတို့ကိုလှုပ်ရှားသွားစေတယ်တင်ပါလဲဘသူလဲဘာကြံနေလဲသူတို့ကောင်းထဲမှာပုံတိုင်းထန်သွားပြီအဲ့ဒီလိုင်းလုံးတွေထဲမှာပဲသူတို့ရဲ့အားနည်းချက်တွေသူတို့ရဲ့အတွင်းစိတ်တွေပိုးမလွန်အောင်ပွင့်ဖြစ်ပြီးပေါ်လာပါလိမ့်မယ်တင်ရဲ့တိတ်ဆိတ်မှုရှိမှသူတို့ဟာအဝတ်မပါပဲလူတော်တဲ့ရက်နေရတယ်လို့မလုံးမလဲခံစားသွားရပါလိမ့်မယ်မှန်ပါတယ်ဒီလိုလုပ်ခြင်းကတင့်ကိုအမြင်ကပ်ခံရစေနိုင်တယ်အထင်လွဲခံရစေနိုင်တယ်ဒါပေမဲ့အဲ့ဒီသူတို့နားမလည်နိုင်တဲ့ဇဝေဇဝါဖြစ်မှုကပဲတင့်အပေါ်ဂရုပြုရမယ်အလေးထားရမယ်ဆိုတဲ့စိတ်ကိုသူတို့ရဲ့မသိစိတ်ထဲအထိရိုက်သွင်းလိုက်တာပါပဲသူတို့အတိမတ်မပြုခြင်းပဲအတိမတ်ပြုသွားရတယ်အလေးမထားခြင်းပဲအလေးထားမိသွားတယ်ဒါဟာတကယ်ဩဇာပါပဲဒါကြောင့်မိတ်ဆွေဘယ်တော့မှစကားကိုမစပါနဲ့တစ်ဖက်လူမပြောသေးတင်းပါဇက်ကိုပိတ်ထားပါတင်တိတ်ဆိတ်နေတာကြားလာရင်တင့်ကိုယ်စားပြောမဲ့သူပေါ်လာပါလိမ့်မယ်အဲ့ဒီခါကျမှတင်ရန်သူဒါမှမဟုတ်တင်သိကျင်တဲ့သူဟာမနေနိုင်ပဲစကားဆလာပါလိမ့်မယ်အဲ့ဒီအချိန်မှာတင်လို့ရမှာကဘာစကားမှဝင်မပြောပဲတည်ငြိမ်စွာထိုင်ကြည့်ပြီးအကဲခတ်နေဖို့ပါပဲဒါကိုမှတ်ထားပါတိတ်ဆိတ်ခြင်းရဲ့အစွမ်းကိုယုံကြည်ပါဘယ်တော့မှလူရာထက်ဘူးမပြောပါနဲ့ဂုံတိတ်ခါကိုစောင့်ကြက်ကာဝယ်ပါမိတ်ဆွေဒီအချက်ကိုနှလုံးသားမှာကြပြည့်တင်တာပါလောကမှာဂုံတိတ်ခါဆိုတာတင်ပိုင်ဆိုင်သမျှထဲမှာအစွမ်းထက်ဆုံးသောဩဇာအာဏာပါပဲဒါဟာတင်းရဲ့အရှိန်အဝါရဲ့အခြေခံအုတ်မြစ်ပါပဲဘာကြောင့်လဲလူတွေဟာတင်းရဲ့အတွင်းစိတ်ကိုလှန်ကြည့်လို့မရပါဘူးဒါကြောင့်သူတို့ဟာတင်ပြသားတဲ့အပေါ်ယံပုံမှန်တရံတင်တီဆောက်ထားတဲ့နာမည်ကိုပဲကြည့်ပြီးတင်းကိုကဲဖြတ်ပါတယ်ဒီတော့တင်ကုန်တိတ်ခါကိုတတိတရားနဲ့တိဆောက်ပါအရေးသွေးကောင်းတစ်ခုတည်းကိုပဲရွေးပြီးအဲ့ဒီတစ်ခုမှာသူမတူအောင်ထူးချွန်ပြောင်မြောက်အောင်မွေးမြူပါအဲ့ဒီကောင်ဟာတင်းရဲ့အဆောင်လက်ဖွဲ့လိုတင်းရဲ့မဟိတိတကူလိုဖြစ်လာပါလိမ့်မယ်ဒီတကူကိုရပြီဆိုရင်ဘယ်တော့မှမပေါ်ဆပါနဲ့အဖိုးတန်ယတနာကိုတကူတပြတွေကလိုချင်ကြသလိုတင်းရဲ့ဂုံတိတ်ခါကိုဖျက်ဆီးဖို့ရန်သူတွေကအငိုက်ဆောင်နေတာကိုအမြဲတမ်းချက်ပါတကယ်လို့တိုက်ပွဲဝင်ရပြီဆိုရင်နီးပရိယေနဲ့ကစားပါအတိညာမဲ့လက်ရိုးကြီးနဲ့ရန်ထိုးရင်ကိုယ်လေပင်ကိုကျိုးကွင်းစွတ်သလိုဖြစ်သွားပါလိမ့်မယ်ရန်သူကုံကိုဖက်ကြွေပါဒါပေမဲ့နီးပြီွာရှိရမယ်ဂုံကြီးသူကိုတိုက်ခိုက်ရင်သူ့အောက်ခြေအုပ်ရိုးကိုဖြိုးပါဂုံသေးသူကိုတိုက်ရင်သူ့အညွန့်ကိုချိုးပါနောက်ဆုံးအရေးကြီးဆုံးကမလိုအပ်ဖဲလက်သေးထုတ်မပြပါနဲ့ကိုယ်အတွက်အကျိုးမရှိတဲ့ကြွက်ငယ်လေးတွေတက်ချင်းသေးလိုမမဖီနဲ့တချို့တိုက်ခိုက်မှုတွေကတောင်ကြီးကိုခဲပေါက်သလိုပါပဲအဲ့ဒီအခါမှာတင်းရဲ့ဒီငြိမ်မှုတင်းရဲ့ငြိမ်သက်ခြင်းကသာအကောင်းဆုံးသောတုံ့ပြန်မှုဖြစ်တယ်ဆိုတာမမေ့ပါနဲ့မိတ်ဆွေဒီကောင်းချက်မှာစ
စိတ်ချမ်းသာကြပါစေ။